ကိုသမားတွေအချိန်ဆွဲခွင့်ရနေတဲ့စီးမြင့်တွေကိုပြင်ဆင်ဖို့စီစဉ်ကိုသမားတွေအချိန်ဆွဲဖို့ခွင့်ပြုထားသလိုဖြစ်နေတဲ့ဥပဒေတွေကိုပြင်ဆင်မှုတွေစီစဉ်နေပါပြီ။ဒီလအတွင်းမှာကျင်းပတော့မယ့်နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့အစည်းအဝေးမှာကိုသမားတွေအချိန်ဆွဲခွင့်ရသလိုဖြစ်နေတဲ့ဥပဒေတွေနဲ့ပတ်သက်ပြီးဆုံးဖြတ်သွားမှာဖြစ်ပါတယ်။အသင်းဖော်တွေကလက်ပစ်ဘောနဲ့ဘောလုံးပေးတာဒါမှမဟုတ်တစ်ဖက်အသင်းကလူကျွန်းတာဒါမှမဟုတ်ဂိုးလွန်ဘောရတာဒါမှမဟုတ်ပြစ်ဒဏ်ဘောရတာစတဲ့အခြေအနေတွေမှာကိုသမားတွေရဲ့ဘောလုံးကင်ထားခွင့်ပေးတဲ့အချိန်ကိုကန့်သတ်မှုတွေလုပ်ပြီးအချိန်ဆွဲတာမျိုးလုပ်လို့မရအောင်ပြင်ဆင်ဖို့စီစဉ်နေတာဖြစ်ပါတယ်။လူကျွန်းဘောပြစ်ဒဏ်ဘောနဲ့ဂိုးလွန်ဘောတွေကန်ဖို့ပြင်ဆင်ချိန်မှာလက်ရှိဥပဒေတွေအရဂိုးသမားတွေဟာကန်မထုတ်သေးပဲအချိန်အတိုင်းအတာတစ်ခုထိအချိန်ဆွဲနိုင်တဲ့အနေအထားရှိနေတာကြောင့်ပြင်ဆင်ဖို့စီစဉ်တာဖြစ်ပါတယ်။ဥရောပထိပ်တန်းလိတွေမှာဂိုးသမားတွေကြောင့်ပွဲချိန်နောက်နေတာအချိန်ကုန်တာတွေမြင့်တက်လာလို့လဲပြင်ဆင်ဖို့ကြိုးပမ်းတာဖြစ်ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ချင်သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ AKL Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတဲ့ဆိုရင် Viber နံပါတ်39 439 445 335ကိုဆက်သွယ်နိုင်ပါတယ်။